Saudi Arabia မှာတရက်သီးကိုပြားရည်ထက်ချိုအောင်လို့ဒီလိုစိုက်ကြတယ်ဟုတ်ပါတယ်ဒါကတော့အာရပ်မျိုးနွယ်ဝင်တွေကြီးကြီးတက်ချမ်းသာနေရတဲ့လျှို့ဝှက်ချက်တွေတဲကတစ်ခုလို့ပြောရမှာပါသူတို့ဒေသကထွက်ရှိလာတဲ့တရက်သီးတွေဟာဆိုရင်ပြားရည်ထက်တောင်မှအစတရာလောက်ကိုပုံမချုံမြင်ပြီးအစစ်သေးကအသားပေါ်တာကြောင့်တာမန်တရုတ်ဘက်ကတင်သွင်းတဲ့တရက်မျိုးကတော့မှဒီတရက်သီးတွေနဲ့လုံးဝမရှင်ရဲကြပါဘူးဘာလို့လဲဆိုရင်တော့ဒီတရက်သီးတွေဟာ Saudi Arabia တနိုင်ငံတည်းကသာတည်ရှိတဲ့စိုက်ပျိုးရေးနီလန်တစ်မျိုးကိုအသုံးပြုထားတာဖြစ်လို့ပဲဖြစ်ပါတယ်အဲ့ဒီနီလန်လေးဟာဆိုရင်ထွေထွေထူးထူးဘာမှမဟုတ်ပဲအစင်းမြင့်တန်ဖိုးကြီးတဲ့တဘာဝဖြည့်ဆွတ်စာဆေးဝါးတွေတောင်မှဝယ်နေစရာမလိုပါဘူးဒါပေမဲ့ဒီလျှို့ဝှက်ချက်ကို Saudi Arabia တနိုင်ငံတည်းကသာသိရှိရမယ်ဆိုပြီးတော့စီကံထုတ်ထားတာကြောင့်ပေါက်ဖော်ကြီးတို့လိုမျိုးညံကောင်းတဲ့တခိုးနိုင်ငံတွေတောင်မှလိုက်လံတူပဖို့ဘလို့မှအဆင်မပြေပါဘူးဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့အဲ့ဒီလျှို့ဝှက်ချက်ကိုပရိသတ်တို့သိအောင်လို့ပြောပြပေးမှာပါဒါကြောင့်မလို့အဲ့ဒီနီလန်လေးအတိုင်းပရိသတ်တို့ရဲ့အင်္ဂါတရက်ပင်တွေကိုစိုက်ပျိုးကြည့်ပြီးတော့ပြားရည်ထက်ချိုးတဲ့တရက်သီးလေးတွေကိုစားသုံးကြည့်လိုက်ပါအရင်ဆုံးအနေနဲ့အတိမတိသေးတဲ့တရက်ပင်ပြိုလေးတစ်ပင်ကိုထိပ်ဖျားပိုင်းမှာရှိတဲ့ဂိုင်းဖျားဂိုင်းနားတွေအားလုံးကိုဖျက်တောက်ပြရပါမယ်ဘလောက်အထိလဲဆိုရင်တော့ဒီမှာမြင်နေရတယ်လို့မျိုးအောက်ကဂိုင်းငုတ်တိုကြီးတွေကိုတုံးလုံးဖြစ်သွားတဲ့အထိပါပဲပြီးတယ်ဆိုရင်တော့အဲ့ဒါလေးတွေကိုအခုမြင်နေရတယ်လို့မျိုးလက်သုံးစစ်စာအချောင်းကလေးတွေဖြစ်အောင်တေချာဖျက်တောက်ပေးရပါမယ်နောက်ဆုံးအနေနဲ့ကဖျက်တောက်ထားတဲ့ဂိုင်းဖျားလေးတွေကိုဆော့ဆော့ကကရုံတုံးအဖျက်ခံလိုက်ရတဲ့ပင်စီလက်တံကြီးတွေရဲ့အလေတက်တက်မှာထိုးထည့်စိုက်ပျိုးပေးရမှာပဲဖြစ်ပါတယ်ပြီးရင်အပြင်ဘက်ကနေအခုလိုပလတ်စတစ်တွေနဲ့မိုးလုံလေးလုံဖြစ်အောင်လို့တေချာပတ်ထားပေးရပါတယ်အချိန်နှင်းငယ်ဆောင်ပြီးတဲ့ဆိုရင်အခုမြင်နေရသလိုအရွယ်နုနုကလေးတွေစတင်ထွက်ပေါ်လာပြီးအဲ့ဒီဂိုင်းတကိုင်းမာတင်ပြုတ်သိပ်ခဲနေအောင်လို့များပြားလာတဲ့တရက်သီးတွေတီးလာပါတော့မယ်အဲ့ဒီတရက်သီးတွေရဲ့အရသာဟာဆိုရင်လည်းဆော့ဆော့ကပြောပြခဲ့သလိုမျိုးပြားရည်ထက်တောင်မှ4-50စားလောက်ကိုပုံမချုံမြိန်နေပါသေးတယ်ဒါကတော့တဘာဝကြီးကိုအနှဲငယ်ဆန့်ကျင်ပြီးအစမ်းထွင်စိုက်ပျိုးထားကြတဲ့ Saudi Arabia ရဲ့လျှို့ဝှက်နည်းပညာလေးပဲဖြစ်ပါတယ်အခုလိုမျိုးဂိုင်းဖျားဂိုင်းနာလေးကိုဂိုင်းရင်းမှာထိုးထည့်ပြီးတော့စိုက်ပျိုးလိုက်ရုံနဲ့တရက်သီးကဘာကြောင့်များပို့ပြီးတော့ချုံမြိန်သွားရတာလဲပရိသတ်တို့ရောတွေးမိတာလေးတွေကို comment မှာပြောပြပေးခဲ့ကြပါအောင်